ခံတွင်အနော်ရထမင်းနှက်ရွာဆန်ပြီးတားတော်စောလူမင်းနှန်းတက်ခဲ့တဲ့စောလူမင်းဟာငယ်တငယ်ချင်းဖြစ်သူနရမန်ကန်အားပကူးမြို့ကိုစားစေခဲ့တဲ့မွန်ဘာသာအားဖြင့်ယမန်မှာမွန်လူမျိုးဖြစ်ပြီးကမ်းမှာမြန်မာဘာသာအားဖြင့်ကင်းဖြစ်သည်ဖြင့်မွန်လူမျိုးတို့၏အကြီးအကဲတဦးလည်းဖြစ်သည်ဟုဆိုနိုင်တယ်။မကြာခဏကြွေအံပစ်ကစားခြင်းကိုနှစ်ဦးစုံတိုင်းကစားလေးရှိတယ်။တစ်ချိန်တွင်နရမန်ကန်ကချီးနိုင်သဖြင့်စောလူမင်းကစိတ်တွင်မကြေမနက်ဖြစ်သွားတယ်။နရမန်ကန်ကလည်းထိုမကြေနပ်မှုကိုကြီးထွားစေရန်ပရိယေဖြင့်စကားနာထိုးရာနောက်ဆုံးတွင်စောလူမင်းကနရမန်ကန်တင်ယောက်ျားကောင်းမှန်လျင်တင်ပိုင်စားရတဲ့ပကူးကနေငါ့ကိုပုံကန်ချေဟုဆိုလျာမှနရမန်ကန်ဤပုံကန်မှုစတင်ရန်ကြံခဲ့တယ်။နောက်ထပ်ကစားရာမှာငရမန်ကန်နိုင်သွားလေရာငရမန်ကန်ကလက်ခမောင်းထခတ်ခဲ့တယ်။အဲ့ဒီချိန်မှာဘရင်ဖြစ်သူစောလူမင်းကကျွေးရန်တပွဲနိုင်ကာမျှဖြင့်ဤမြဝင်းဝါမောက်ကြွားရန်လိုသလားဟုအမျက်ဝင်ကတင်တကယ်အစွမ်းအစရှိပါကငါ့ကိုပုံကန်ချေဟုဆိုခဲ့တယ်။ဒီတစ်ခါမှာတော့ပုံကန်မှုစတင်တော့တယ်။နှစ်ဦးသားစစ်ပြိုင်ရာပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်းပရိယေဖြင့်ပကံတက်ကိုအနိုင်ယူပြီးစောလူမင်းကိုအမိဖမ်းနိုင်ခဲ့တယ်။နရမန်ကန်ကတစ်တက်တီ၍တက်ဆွဲထားတယ်။ပုံကံမှာစောလူမင်းမရှိ၍တိုင်းရေးပြည်ရာမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာမူးမတ်များကကျန်စစ်သားကိုမင်းပြူရန်တိုင်တွန်းတော်လဲကျန်စစ်သားကလက်မခံပဲငါ၏အရှင်ကိုရှာဖွေကဲတင်ဦးမည်ဆိုကနရမန်ကန်၏တက်စခန်းအတွင်းခိုးဝင်၍အချုံနှောင်တွင်မှစောလူမင်းအားကဲတင်ရန်ကြံခဲ့တယ်။ဒါပေမဲ့စောလူမင်းကကျန်စစ်သားဟာငါကိုလည်းအမျက်ထွက်ဖူးတယ်ငါဖခင်ကိုလည်းအမျက်ထားဖူးတယ်ယခုငါအားတက်ရန်လာရောက်ခိုးယူခြင်းဖြစ်နိုင်တယ်နရမန်ကငါနှင့်နိုးဆိုးဘက်ဖြစ်၍ငါအာမတက်ရာဟုတွေးလေတယ်ဒါကြောင့်ကျန်စစ်သားငါကိုခိုးယူလေပြီဟုအော်ဟစ်အတိပေးလေရာကျန်စစ်သားကကျေးဇူးမတိသောမင်းဆိုးမင်းညစ်ကျွန်တပေါက်ဤလက်တွင်ခွေးတေတေရစ်ပေတော့ဟုဆိုကာပြစ်ချထားလျက်ကိုလွတ်တိန်ရှောင်သွားခဲ့တယ်နောက်နရမန်ကန်သည်စောလူမင်းကိုကွပ်မျက်လိုက်သည့်အတွက်ကျန်စစ်သားမင်းဖြစ်လာပြီးပုံကံမှုများကိုနှိမ်နင်းရာနရမန်ကန်လည်းရေချောင်းမှစုံစင်းပြေးရလေတဲ့တို့ရာတွင်ကျန်စစ်သား၏လေးတေတော်ငဆုကလမ်းခရီးမှပုံကွယ်ဆောင်၍လေးဖြင့်ပြစ်ခတ်တက်လိုက်တယ်